Millionaires habit ဆိုတဲ့ကျွန်တော်တန်းကြွယ်တထေးတွေရဲ့အလေးချိန်ကိုပြောပြမယ်သူကမနက်ခင်းဆိုလို့ရှိရင်အိပ်ရထားတယ်ကျင်သွားတယ်ဟလာအကစားလုပ်တယ်တချို့လမ်းလျှောက်တယ်ပြီးလို့ရှိရင်ရေချိုးတယ်ပြီးလို့ရှိရင် breakfast စားတယ်ပြီးလို့ရှိရင် email စစ်တယ်ပြီးလို့ရှိရင် company ကိုသွားတယ်စီဝေးလုပ်တယ် meeting ထိုင်တယ်ဟလာပြီးလို့ရှိရင်ဝန်ထမ်းတွေကိုမလုပ်ရမယ်ညာလုပ်ရမယ်ဆိုပြီးတော့ညွှန်ကြားတယ်အဲ့ဒါ millionaire ဖြစ်မှလုပ်ရမယ်အလုပ်ခင်ဗျားတို့ကျွန်တော်တို့တွေကမနက်ခင်းလင်းတာနဲ့ငါ့ရဲ့ပစ္စည်းကိုဘယ်လိုမျိုးရောင်းထွက်အောင်လုပ်ရင်ကောင်းမလဲဟလာငါခုလက်ရှိလုပ်နေတဲ့အလုပ်ကိုဘယ်လိုမျိုးတိုးတက်အောင်ကြီးပွားအောင်လုပ်ရင်ကောင်းမလဲဆိုတာကိုစဉ်းစားမှာကျွန်တော်တို့ကမီလီယံနာတွေကအဲ့လိုလုပ်တယ်ဆိုပြီးတော့ကျွန်တော်တို့ဂျင်သွားတယ်လေ့ကျင့်ခန်းလုပ်တယ်ချီချိုးတယ် breakfast စားတယ်လုပ်လို့မရဘူးကျွန်တော်တို့ဒီသူတို့နဲ့မတူဘူးကျွန်တော်တို့ဒီမျက်စိနှလုံးပွင့်တာနဲ့ငါလုပ်ငန်းတိုးတက်အောင်ဘယ်လိုလုပ်အောင်လုပ်ဆိုတာစဉ်းစားစောစောတုန်းကသူတို့လုပ်တဲ့အလုပ်တွေဆိုတာသူတို့လိုမီလီယံနာဖြစ်သွားပြီချမ်းသာသွားပြီဆိုရင်တော့လုပ်မှာပေါ့